ကောသလမင်းကြီးဤဧကတသမမြောက်အိမ်မက်အဖိုးတန်ဆန်တကူနှစ်နဲ့ရက်တက်ပုတ်ရီဟိုးရှိတုန်းကကောသလတိုင်းပြည်ကြီးမှာကောသလမင်းကြီးတစ်ပါးရှိခဲ့ပါတယ်။တညမှာတော့မင်းကြီးဟာအလွန်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာလူတွေဟာအလွန်တန်ဖိုးရှိတဲ့အရာတွေကိုတန်ဖိုးမရှိတဲ့အရာတွေနဲ့လဲလှယ်နေကြတာကိုမြင်လိုက်ရတဲ့အတွက်မင်းကြီးဟာလန့်နိုးပြီးစိတ်မအေးနိုင်ဖြစ်နေခဲ့ပါတယ်။အိမ်မက်ထဲမှာတော့စီကားလာတဲ့ဈေးကြီးတစ်ခုရှိပါတယ်။အဲ့ဒီဈေးထဲမှာကုန်တယ်တယောက်ဟာအလွန်မွေးကြိုင်ပြီးတန်ဖိုးဖြတ်လို့မရတဲ့စံတကူးနှစ်တုံးလေးကိုရောင်းချဖို့ပြင်ဆင်နေပါတယ်။စံတကူးနန်းဟာတစည်းလုံးကိုတင်းပြန်နေပြီးအဝေးကလူတွေတောင်မွေးရနှံ့ကြောင်လှည့်ကြည့်နေကြရပါတယ်။အဲ့ဒီအချိန်မှာလူတယောက်ဟာအနံ့အသက်မကောင်းတဲ့အိုးတစ်လုံးကိုကင်ပြီးကုန်တယ်စီကိုရောက်လာပါတယ်။အဲ့ဒီအိုးထဲမှာတော့ရက်တက်ပုတ်ရီလို့ခေါ်တဲ့ချင်းစုပ်စုပ်အနံ့ထွက်နေတဲ့စံစည်းရီပုတ်တွေပြည့်နေပါတယ်။ဘယ်သူမှအနာမကတ်ချင်တဲ့အရာမျိုးဖြစ်ပြီးမဲ့ထူးဆန်းတာကကုန်တယ်ဟာအဲ့ဒီအရာကိုအရန်လူချင်းနေပုံရပါတယ်။မင်းကြီးဟာအံ့ဩတုန်လှုပ်စွာနဲ့စက်ကြည့်နေမိပါတယ်။ကုန်တယ်ဟာအဖိုးတန်လာတဲ့စံတကူးနှစ်တွေကိုအဲ့ဒီရက်တက်ပုတ်ရီတဦးစာနဲ့လေးလိုက်ပါတယ်။ရွှေထက်တန်ဖိုးရှိတဲ့အရာကိုအမိုက်လို့အရာမျိုးနဲ့လေးလိုက်တဲ့အဖြစ်ကိုကြည့်ပြီးမင်းကြီးဟာအိမ်မက်ထဲမှာစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။မင်းကြီးဟာမနက်မိုးလင်းတာနဲ့ဒီအိမ်မက်ရဲ့အထိပ္ပယ်ကိုသိချင်တာကြောင့်ပညာရှိကြီးဖြစ်တဲ့မွန်နီထံကိုတွားရောက်လျှောက်ထားပါတယ်။မင်းကြီးဟာစိတ်လှုပ်ရှားစွာနဲ့သူမြင်ခဲ့တဲ့ထူးဆန်းတဲ့အယောင်အဝယ်အကြောင်းကိုအသေးစိတ်ပြောပြခဲ့ပါတယ်။ပညာရှိကပြုံးပြီးမိန့်ကြားလိုက်တာကအရှင်မင်းကြီးဒါဟာနောက်အနာဂတ်မှာဖြစ်လာမယ့်အခြေအနေတစ်ခုကိုပြတာပါလေတဲ့။မွန်နီရဲ့စကားကြောင့်မင်းကြီးဟာပိုပြီးစိတ်ဝင်စားသွားပါတယ်။စံတကူးနှစ်ဆိုတာဟာမြတ်စွာဘုရားရှင်ရဲ့မြင့်မြတ်တဲ့တရားတော်တွေကိုဆိုလိုတာပါတဲ့။လူပညာရှိမွန်နီကရှင်းပြပါတယ်။ဒါပေမဲ့နောက်တစ်ချိန်မှာတချို့သောလူတွေဟာအဲ့ဒီမြင့်မြတ်တဲ့တရားတော်တွေကိုကိုကျူအတွက်လာဘအတွက်နဲ့နမေကြိုချဖို့အတွက်ပဲအသုံးချကြပါလိမ့်မယ်။တရားတော်ရဲ့စစ်မှန်တဲ့တန်ဖိုးကိုမကြည့်တော့ပဲအတိအဖွေးပစ္စည်းလေးတွေရဖို့အတွက်ပဲဟောပြောချပါလိမ့်မယ်လို့ပညာရှိမွန်နီကဆက်ပြောပါတယ်။ရက်တပုတ်ကြီးဆိုတာကတော့နေပါလာတွေလာပါတွေနဲ့ခဏတာကြော်ချမှုတွေကိုပြောတာပါအဖိုးတန်တဲ့တရားတော်တွေကိုအဲ့ဒီလိုအရာလေးတွေနဲ့လေးလေတာဟာစံတကူနှစ်ကိုရက်တပုတ်နဲ့လေးတယ်လို့ပါပဲလူရှင်းပြတဲ့အခါမင်းကြီးဟာတရားတော်ရဲ့တန်ဖိုးကိုပို့ပြီးနားလည်သွားပါတယ်ကောသလမင်းကြီးဟာဒီသင်ခန်းစာကိုအမြဲတမ်းရဖို့ဆုံးဖြတ်လိုက်ပါတယ်ငါတို့ဟာစစ်မှန်တဲ့တရားတော်ကိုတန်ဖိုးထားရမယ်လောကီစည်းစိမ်လေးတွေထက်စိတ်နှလုံးဖြူစင်မှုကိုပိုပြီးအလေးထားရမယ်လို့မင်းကြီးကသူ့ကိုယ်သူဂတိပေးလိုက်ပါတယ်။မင်းကြီးဟာဒီအကြောင်းကိုနန်းတော်ထဲကကလေးငယ်သူ့